okay အဲ့တော့ပွဲကတော့ကျွန်တော် Savannah versus ကျွန်တော်6ပေါ့နော်ကျွန်တော်6နဲ့ Savannah ပူတာမလဲတော့မသိဘူးကျွန်တော်6ကတော့ပူတာလေလို့ကျွန်တော်ဒါ personally ပေါ့နော်ကျွန်တော်မြင်နေအဲ့တော့ဒီ Savannah အနေနဲ့ကလေဒါသူ try ကြည့်တာကိုလာပြီးတော့မိုက်ပါလေပွဲတွေပါဆွဲမယ်ဆိုလို့ကျွန်တော် page ချက်ပါကိုလာပြောပါကျွန်တော်ဒီလို highlight caption အတူလေးကြည့်နေဆိုလို့ကျွန်တော် joy တော်ကောင် follow ထားပြီးပါဗျအဲ့တော့ game တော့စပြီokay ကျွန်တော် Savannah Strangling နဲ့ပဲကျွန်တော်ဒါ2နဲ့တော့သွားပြီးတော့ထိုးထားသေးတယ်။နောက် van နဲ့တွေပါဖွင့်ပြီးတော့တကယ်ချမတင်တာပေါ့နော်။6နေနဲ့တကယ်မချဘူးဗျာတိကျကျွန်တော်3ကိုသွားစားလိုက်တယ်အဓိက level 4 the world the dragon စပ်လိုက်ပဲဗျာတိကျအဓိက mind game ပေါ့နော်။ Mobile Legends 5 1က mind game ပဲကျွန်တော်နည်းနည်းလေးခေါင်းသုံးရတယ်။ဒီ fly ကြီးစကေးကောင်းနေတော့နိုင်မို့မလွယ်ဘူး။ okay နောက်တဲ့ play တစ်ခုမှာကျွန်တော်6နေနဲ့ကတော့ airborne ချထားသေးတယ် the world the dragon တန်းပြီးတော့တောင်းထားသေးတယ်။ Savannah Strangling နဲ့ကျွန်တော်တို့ဒါတခါတန်းပြီးတော့ in view ရတာပေါ့နော်။ sorry ကျွန်တော် sheet တစ်ခုယူပြီးတော့မှကျွန်တော်တို့ဒါ Imperial Justice Ultimate နဲ့ပြန်ခုံသွားတယ်။ Hero Kit တကောင်အနေနဲ့သူမပေးလိုက်ရဘူးစိတ်သွားတယ်ပေါ့နော်။မိုက်ကြီးကျွန်တော်ပြောဆိုပဲ mind game ပြတယ်ပိုင်ဝမ်းဆိုတော့အချောင်းကျွန်တော်တာဝါလေးကိုဝင်ပြီးတော့ကျွန်တော်ဒါဝင်အိမ်တာပေါ့နော်။ okay ဟီရိုကီတော့သူပြန်ပေးလိုက်ရတယ်ဗျာတဲ့ဒီကျွန်တော်6နေကနေပြီးတော့ကျွန်တော်ဒါဂျီဂရို20နဲ့ကျွန်တော်တာဝါလေးဝင်အိမ်နော်။6နေနဲ့ကကျွန်တော်ဂျီဂရို2ချက် Imperial Justice ကျွန်တော် The World Dragon ကန်ထားသေးတယ်တစ်ခါမှ Vengeance ဖွင့်ပြီးတော့ Savannah okay ပေးစတဲ့လိုက်ပေးနေပြီနဲ့မရတော့ဘူးဗျာတဲ့ကျွန်တော်ဒါ6နေနဲ့ကနည်းနည်းလေးတာဝါကြီးပေါ့နော်။ damage တွေချောင်းတာဝါကျွန်တော်သိတာဗျာပိုင်ဝမ်းမှာdamage ထွက်တယ်ပေါ့နော်ကျွန်တော်ဒီ back တွေပါစားရတယ်သိတာလေ Imperial Justice scale to in view ရတယ်မသိဘူးokay နောက်မှာ Strangling ကပြန်တောင်းလာတယ်6နေနဲ့က The World Dragon Ultimate Slayer ဗျာအလှလေးပဲတာဝါပြန်ကန်ထုတ်သွားတယ်ပြီးတော့4ကောင်6000ကြီးပေါ့နော်လွယ်လွယ်လေးပါပဲအဲ့တော့ပွဲတွေပါစော့ကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်လာပြောလို့ရတယ်ကျွန်တော်ဘိုင်ဘန်ပွဲတွေရှာပြီးတယ်ဒီလို highlight caption တွေလည်းကျွန်တော်ပြန်တင်နေပေါ့နော်ကျွန်တော် Facebook မှာလည်းတင်နေပြီးတော့ကျွန်တော်ဒီလို highlight caption အတူလေးတွေပေါ့နော်ဘိုင်ဘန်ပွဲတွေစိတ်ဝင်စားတယ်ဆိုလို့ရှိရင်ကျွန်တော် TikTok ကို follow ထားပါကျေးဇူးများအများကြီးတင်ပါတယ်